လျောင်းတော်မူတဲ့ဖရာကဘယ်နှမျိုးရှိတုံးဆို၄မျိုးရှိတယ်ဘုဒ္ဓတာအဖြစ်မှတ်တာလျောင်းတော်မူရှုပ်ပွားတော်ကြီးတွေထူတဲ့အခါမှာ၄မျိုးရှိတယ်အရှိဘက်ကိုခေါင်းမှုပြီးတော့လျောင်းတဲ့ဖရာကိုတော့ပေါင်းလောင်းလို့ခေါ်တယ်ရှင်ပင်ပေါင်းလောင်းဆိုခေါင်းကအရှိဘက်ထားတာခေါင်းကိုအရှိမျက်နှာကိုဥခေါင်းထားပြီးတော့လက်ရဘက်ကိုလျောင်းဆက်တာအဲ့ဒါရှင်ပင်ပေါင်းလောင်းလို့ခေါ်တယ်မန္တလေးမှာရှိတယ်ပေါင်းလောင်းတိုင်ဆိုတောင်ဘက်ကိုမျက်နှာခေါင်းထားပြီးတော့တောင်ဘက်ကိုခေါင်းပြုတ်လိုက်လို့ရှိရင်ညာဘက်ဆိုတော့အရှိဘက်ကိုမျက်နှာမူထားတာပေါ့နော်အဲ့ဒီတောင်ဘက်ကိုခေါင်းထားပြီးတော့လျောင်းတဲ့ဟာကိုတော့ตาလျောင်းလို့ခေါ်တယ်ဘကိုးကရှင်ပင်ตาလျောင်းဆိုတာအဲ့ဒါตาလျောင်းဆိုတာတက်တာလျောင်းဆက်နေတာလို့ပြောတာအဲ့ဒါตาလျောင်းအနောက်ဘက်မှာအနောက်ဘက်ကိုခေါင်းပြုတ်ပြီးတော့လျောင်းတဲ့အခါကျတော့နောက်ဆုံးနေရပံကိုသူကအတိဘက်ဖွင့်တဲ့အခါနရဗန္ဒလူတွေကိုစကားပြောတဲ့အခါမှာအနောက်ဘက်ကိုခေါင်းဆောင်ပြီးမြတ်စွာဘုရားတက်တာနေပြီးပြောတဲ့အခါမျိုးရှိတယ်တဲ့ဒါရရှာလိုက်မယ်အဲ့ဒါနရဗန္ဒနေရပံလို့ခေါ်တယ်မြောက်နိဗ္ဗာန်မြောက်ဘက်ကိုဥခေါင်းထားပြီးတော့လက်ရဘက်ကိုလျောင်းဆက်လိုက်မယ်ဆိုရင်မျက်နှာမူတာကအနောက်ဘက်ဖြစ်သွားတယ်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အရှိပေါင်းလောင်းတောင်းသာလျောင်းနောက်ဆောင်နေရပံမြောက်နိဗ္ဗာန်လို့အဲ့လိုဆိုရှိတယ်မြတ်စွာဘုရားဘယ်ကိုခေါင်းပြုတယ်ဆိုတာသိချတာအဲ့တော့ပြိဋိနိဗ္ဗာန်ဆံဃာနီးပဲသိချတယ်ကျန်တဲ့ဟာတွေကတော့စာထဲမှာမတွေ့ရဘူးနော်ဘယ်ဘက်ခေါင်းပြုရင်ပေါင်းလောင်းဘယ်ဘက်ခေါင်းပြုရင်သာလျောင်းဆိုတာမတွေ့ရဘူးစာထဲမှာသို့တော့သိကြတာကတော့မြတ်စွာဘုရားလက်ရဘက်ကိုစောင်းလိုက်ပြီးတော့ကျိန်းဆက်တယ်ဒါသိကြတယ်